တုံတို့ဒီနေ့မိုးအေးလေးမှာစီဖူစီတီစားပြခဲ့ပါတယ်။ဟိုးပထမရတဲ့ကစီဖူစီတီကိုအရန်စားကြနေရပါတော့။မအားတာနဲ့သွားပြီးမစားပြဘူး။ဒီနေ့တော့မရမကအမိရအောင်တော့စားခဲ့ပါတယ်။စီဖူစီတီမှာ69,900ရန်နဲ့89,900ရန်ဆိုပြီးတော့ package နှမျိုးရှိပါတယ်။ဘာကွာလဲဆိုတော့ salmon အသားပဲကွာတာပါ။ Norway salmon နဲ့ Atlantic salmon ဆိုပြီးတော့အသားပဲကွာတာပါ။ပထမဆုံးတွေ့လိုက်ရတာကတော့ဒီအရက်ကောင်တာပေါ့နော်အရက်တစ်ကိုတော်တော်လေးကိုစုံစုံနေထားပေးထားတယ်ဆိုဂျူးဘီကအစုံရှိပါတယ်ကြိုက်တဲ့လောက်တောက်လို့ရတယ်ဒီ package ထဲမှာတစ်ခါလေးပါပြီးသားပါပြီးရင်တော့ seafood အစုံရှိရယ် seafood ကတော့တုံကအားလုံးစုံစုံနေရှိတာတော့ဒါရိုက်ပြပေးထားတာတုံလုံးဝမကြိုက်လို့တစ်စမ်းမှမစားခဲ့ပါဘူးတုံကပဇိုနဲ့ကနန်းလောက်ပဲကြိုက်တယ်တုံမမီကတော့ seafood ဆိုရင်အစုံကြိုက်ပါတယ်တုံချစ်ချစ်လည်းတုံထပ်ပို့ပြီးတော့စိုးပါတယ် seafood ဆိုရင်ပဇိုလောက်ပဲစားပါတယ်ကနန်းတော့မှမစားပါဘူးပြီးပြီဆိုရင်တော့ salmon ကိုတုံးရဲ့မေမေကကြတော့ဝါဆာဘီနဲ့အစိမ်းစားရတာအရန်ကြိုက်တယ်တုံးကတော့လုံးဝမကြိုက်ပါဘူးရှင်တုံးရဲ့ချစ်ချစ်ကတော့သူကနည်းနည်းလေးကြက်တယ်ဆိုလေးပြုတ်ပြီးစားတာကိုကြိုက်တယ်တုံးကပြုတ်ကြော်ကင်တစ်စမ်းမှမကြိုက်ပါဘူးရှင်တုံကတော့အရန်အကြိုက်ဆုံးကတော့ကြက်မဲပါကြက်မဲကြက်စင်ယုံသားအဲ့ဒါကတော့ဟော့ပေါ့စားတိုင်းမပါမဖြစ်စားပစ်တဲ့အရာလေးပါရှင်တုံချစ်ချစ်ကတော့ salmon စားပြီးယူနေပါပြီ seafood city မှာတော့ salmon ကြိုက်တဲ့လူ salmon စားတဲ့လူတွေကအရန်တန်ပါတယ်တုံကတော့တခြားအသားတွေနဲ့အချိုပွဲတွေစားရတယ်ပဲအဆင်ပြေပါတယ် seafood city ရောက်ပေမဲ့လည်းတုံက salmon မကြိုက်တော့သူများရဲ့လို့တော့အရင်မတန်ဘူးပေါ့နော်ဒါပေမဲ့ salmon ကြိုက်တဲ့လူဆိုရင်တော့ဒီလိုမျိုးတပွဲစားအောင်နေတော်တော်လေးကိုတန်နေပါပြီဒါကကြတော့ကိတ်မုံနဲ့ချောကလက်တွေထားပေးထားတဲ့အချိုပွဲကောင်တာပေါ့နော်အဲ့ဒီကောင်တာမှာဆိုလဲတော်တော်လေးကိုပြည့်စုံထားပေးထားတဲ့ကိတ်မုံအသားလေးတွေကအစားနုနုညံ့ညံ့နဲ့အီဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့ဖြစ်ကလက်ဆန်မလုပ်ထားဘူးပေါ့နော်ပြီးရင်ကိုယ့်ရဲ့ဝိုင်းမှာထားပေးထားတဲ့ click လေးတွေကနံပါတ်ကလေးတွေယူပြီးတော့မှဒီအနောက်ကောင်တာမှာပဇွန်ကင်နာတို့နောက်ထပ်အသားစတေးလေးတွေကင်နာတို့လောက်ခိုင်းလို့ရပါတယ်။တုံကတော့ပဇွန်အသေးလေးတွေကိုအကောင့်20ကင်ခိုင်းခဲ့ပါတယ်။ဘာလို့ပဇွန်အသေးလို့ပြောလဲဆိုတော့သူကအရှိမချပေးထားတာကပဇွန်အရှင်သူတို့ရှိမှကိုယ်တိုင်မွေးတဲ့ပဇွန်တွေကိုချပေးထားတယ်။အရှင်မစားရဲလို့အသေးပဲစားကျင်နေဆိုတဲ့သူတွေကတော့အနောက်မှာအဲ့လိုမျိုးထပ်ပြီးတော့ယူလို့ရပါတယ်။ပြီးရင်ဆူရှီဆိုလို့ရှိရင်လည်းတေချာအမဲစုံလေးထားပေးထားတယ်။တုံကတော့အဲ့ဒီမှာပဇွန်ဥဆူရှီလေးကိုအရန်ကြိုက်ပါတယ်။ပြီးရင်လည်းဟော့ပေါ့ဆိုင်ရောက်ပြီဆိုလို့ရှိရင်ကြက်အမြင့်ကလေးကိုပြုတ်စားလိုက်ရမှကျင်းတဲ့တုံးပါရှင်ဆိုဂျူလည်းထားတာတော့ဆိုဂျူလေးနည်းနည်းစီမိခဲ့ပါတယ်ပြီးရင်သူ့မှာလည်းအချင်းအမျိုးပေါင်းတော်တော်လေးစုံနေထားပေးထားတယ်သူတို့ကိုယ်တိုင်ဆက်ပြီးသားတွေထားပေးထားသလိုကိုယ်စိတ်ကြိုက်လေကြိုက်တယ်လို့ဆက်လို့ရပါတယ်ဒါကတော့တုံးခုနတော့ပါနော်ပဇောအကောင့်20ကင်ခိုင်းတာလေးရလို့လာပို့ပေးထားတာပါကဲအခုဆိုရင်တော့တုံရဲ့မမေပြုတ်ထားတဲ့ seafood တွေကိုကိုယ့်ရဲ့ချစ်တွေစားလို့ရအောင်လို့ပြပေးလိုက်တာပါတုံတော့လုံးဝမစားပါဘူးရှင်ပဇွန်လေးကိုကင်ပေးထားတာလေတော်တော်စေတနာပါလေးကင်ပေးထားတယ်မှုေးပြီးတော့အရန်စားလို့ကောင်းတယ်ပဇွန်ကလည်းခေါင်းထဲမှာအစာအစီတွေလုံးဝအပြည့်ပဲပေါ့နော်တော်တော်စားလို့ကောင်းပါတယ်ကဲပြီးတော့ဟင်းအိုလေးပွက်လာပြီဆိုတော့အပေါ်ကတက်နေတဲ့အမြုပ်တွေအကုန်လုံးကိုတော့ဖယ်ပြစ်ပါတယ်လုံးဝမစားဘူးပေါ့နော်အဲ့အမြုပ်တွေကဖယ်ပြစ်လေကောင်းလေပဲပေါ့နော်ကိုအတွက်အားကြောင့်မို့လို့ပုံမှန်ဖယ်ကြလို့ဆိုတော့အဆင်ပြေတယ်မဖယ်ရသေးဘူးဆိုတော့နောက်တစ်ခါဟော့ပေါ့သွားစားရင်အမြုပ်ကလေးတွေဖယ်ပြီးမှစားနော်ကဲပြီးပြီဆိုတာနဲ့တုံတို့စပြီးတော့စားပါပြီတုံကအချင်းလေးကိုကိုယ်တိုင်ဆက်ထားတာပေါ့နော်ကိုယ့်ဟာကိုယ်ဆက်ပြီးစားရတာတော့ပိုကြိုက်တော့လေကိုယ့်ဟာကိုယ်ပဲဆက်ပြီးစားဖြစ်ပါတယ်ပြီးတော့သူတို့ထားထားတဲ့ဆူရှီလေးစားတယ်ဆူရှီလည်းအရန်ရတာရှိနေရောအမတုံပြောရောစားကျင်တာစားနေရပြောနေရောဆိုပြီးတော့လေတုံကလည်းစားကျင်တာစားရပြောတယ်ပြီးတော့မှ weight ကိုမနှဲကိုချပါတယ်ပြီးတော့လေတုံယူလာတဲ့လေအဲ့ဟိုဟာဖီဆာမလေငပြောသီးနဲ့ချောကလက်လောက်ထားလေတုံတော်ကြိုက်တယ်အရန်စားလို့ကောင်းတယ်ဒီလားပြီးတော့သူရှိမှသကြားလုံးတွေအများကြီးချပေးထားတယ်သကြားလုံးတွေယူစားခဲ့ပါတယ်ခုနကပထမတအိုးစားပြီးပြီဆိုတော့အခုနောက်ထပ်တအိုးထပ်ပြီးတော့စားပါတယ်ပြီးတော့တုံတို့တွေနောက်ထပ်ပါစားရကောင်းမလဲဆိုပြီးတော့ထားပြီးတော့ရှာပါတယ်အဲ့အနေပဲတုံတို့အသီးတွေထားတဲ့နေရာရောက်သွားပြီးတော့အသီးတွေအများကြီးစားခဲ့ပါတယ်ဘယ်လောက်စားလဲဆိုတော့ဘိုက်ကိုသာကြည့်လိုက်တော့ဘိုက်လေးတောင်မှပူနေပြီဗီဒီယိုထဲမှာတော့မှမြင်နေရတယ်ပေါ့နော်အဲ့ဒီနေ့ကတော်တော်လေးကိုစားခဲ့ပါတယ်ဘိုက်တင်းနေပြီဆိုပြီးတော့အသီးတွေအများယူပြီးတော့အဲ့တပတ်ကန်လုံးကိုတယောက်တည်းအဝါစားပြစ်ခဲ့ပါတယ်တုံးရဲ့ချစ်ချစ်ကတော့သူ့ရဲ့အကြိုက်ကျုပ်ပူတင်ရှိတာနဲ့ကျုပ်ပူတင်နေအားရပါရယူနေပါတယ်ပြီးတော့လေအမှရည်စရာပေါ့နော်ဒီရွက်တွေကိုတွေ့တော့မှလေအကုန်လုံးစားလို့ပြီးနေပြီဟာရွက်တွေလုံးဝထည့်မစားရသေးဘူးဆိုပြီးတော့လေပြီးတော့လေထည့်မစားခဲ့ပါဘူးအဲ့နဲ့တုံးနဲ့အသားနည်းနည်းထည့်ယူရဲပြီးတော့အချိုပွဲတွေစားတယ်ပေါ့နော်အသီးတွေအချိုပွဲတွေယူပါတယ်ယူပြီးတော့ထပ်စားပါတယ်က
ကဲခုနယူလာတဲ့အသီးပေါ့နော်တုံးကနေနဂမောက်တီးလုံးဝမကြောက်ဘူးဒါပေမဲ့အဲ့ဒီကနဂမောက်တီးကဘလို့စားကောင်းလို့စားကောင်းတယ်မသိဘူးဒီကအဲ့နဲ့အာရပါရကိုအဝါပြေးစားခဲ့ပါလေကဲပြီးတော့ခုနယူထားတဲ့အသားလေးကြီးပြုတ်ထားတာထပ်ပြီးတော့ရပြီဆိုတော့တတရအကျဉ်ထပ်ပြီးတော့အသားထပ်စားပါလေတုံးချစ်ချစ်ကလေအဲချောကလက်ဆိုရမ်းကြိုက်တာတုံးနဲ့ရမ်းအပေါင်းရတာအဆင်ပြေမခဏခဏထက်ကစားပြခဲ့ပါတယ်ကဲပြီးပြီဆိုတော့ကိမုတ်ချိုပဲစားမှာမို့လို့ကိမုတ်တွေယူပါမယ်ရှင်တော့ရေခဲမုတ်လဲကိမုတ်လေးနဲ့တွဲပြီးစားချင်တာဆိုတော့ရေခဲမုတ်ဒီပါတခါရေးခဲ့ပါတယ်ပြီးတော့တုံတို့တွေပူတင်းကွက်စားတယ်ပြီးလို့ရှိရင်တော့ကြိုက်တယ်ပီဇာအချိုလေးစားတယ်တခြားမိုးအချိုလေးတွေထပ်ပြီးတော့ယူပြီးတော့စားပြခဲ့ပါတယ်ပြီးတော့စကားတွေပြောလိုက်စားလိုက်ရီလိုက်ငါတို့တော်တော်စားမိသွားတာပဲအိမ်ရောက်လို့ရှိရင်ဘလို့ဝိတ်ပြန်လျှော့ရင်ကောင်းမလေးလို့နှစ်ယောက်တိုင်မြင်လိုက်နေပဲတော်တော်လေးထပ်ပြီးတော့ဘိုက်ထဲဝင်သွားပါတယ်မန်းတော့လေဘာလို့ရည်နေရလဲဆိုတော့တုံးကအခုတလောဝိတ်ကအရန်တက်လာတာပေါ့နော်ဘာမှမစားပဲဝိတ်ကတက်လာတာအားကြောင့်မို့လို့အိမ်မှာအစားလျှော့နေတန်လန်ကိုမှစီဖူစီတီလည်းရောက်တော့ဘလို့နီးနဲ့မှအစားမလျှော့နိုင်ပဲနဲ့ကိုဘိုက်ကိုပြည့်တင်ကားပြီးတော့အပြင်ကိုပူထွက်လာတဲ့အထီကိုအဝစားပြခဲ့တာပေါ့နော်အားကြောင့်မို့လို့ပြောလိုက်ရီလိုက်စားလိုက်နဲ့ပဲတော်တော်လေးကိုစားဝင်သွားတယ်ပေါ့နော်တကယ်လဲစားကောင်းတယ်စီဖူစီတီမှာခင်းပေးထားသမျှ item အကုန်လုံးကဂရင်းတွေ့ရဲစားလို့လည်းကောင်းတယ်အချိုးအစိမ့်အဆက်အငန်းအကုန်လုံးကိုပြည့်စုံနေအောင်လည်းထားပေးထားတာဆိုတော့တကယ်ကိုပေးရတဲ့စီးနဲ့လည်းတန်တယ်ချပေးထားတဲ့ item လေးအရန်စုံတယ်စားလို့လည်းကောင်းတာမို့လို့တုံကတော့ခဏတူတီစားနေမယ်အစားအခုလိုမျိုးစီဖူစီတီလိုနေရာမျိုးမှာတခါတည်းတတိချာချာလေးစားလိုက်တာကိုပို့ပြီးတော့သဘောကျပါတယ်ကဲခုတော့စားလို့ပြီးသွားပါပြီပြီးတော့တုံတို့အယုတ်ကောက်တာလေအယုတ်ကလေးတရုတ်ရခဲ့တယ်ဒီလားအရန်ပျော်ခဲ့အယုတ်ကောက်နေတဲ့အအေးကလုံးဝပါဇက်ကမချသေးဘူးเนาะကဲတုံးရဲ့ဗီဒီယိုလေးကိုအစအဆုံးလိုက်ပြီးတော့ကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ် vlog လေးမှာထပ်ပြီးတွေ့ပါမယ်တတာ